Hello guys ဒီနေ့မှာတော့2026မှာ Roblox ထဲမှာထွက်ရှိလာနိုင်တဲ့အကောင်းဆုံး game 6မျိုးကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ဒီ game တွေကဘယ်လောက်ကောင်းလဲသိချင်လို့ရှိရင်တော့ကျွန်တော် video လေးကိုအဆုံးထိကြည့်လိုက်ပါတော့ကျွန်တော်ကတော့ game ပဲဖြစ်ပါတယ်ပထမဆုံးဒီ game က Real C ဒီ game ကတော့ Blockful နဲ့ပုံစံတူပဲဆိုပေမဲ့ Blockful ထက်ကိုကျော်တက်သွားနိုင်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်တော့ဒီ game က Blockful ထက်ပိုပြီးတော့အများကြီးကောင်းလို့ပါဒီ game က Blockful ထက်ဘာတွေများပို့ပြီးတော့ကောင်းနေတာလဲဆိုတာသိရှင်လို့ရှိရင်တော့ဒီမှာကျွန်တော်ထွေလာလေးကိုအရင်ပြပါမယ်ထွေလာလဲကြည့်ပြီးပြီဆိုလို့ရှိရင်တော့ဒီ game က Blockful တက်ကောင်းလားမကောင်းလားဆိုတာကို comment မှာရေးခဲ့ကြလို့ရပါတယ်ဒီ game ကိုတော့2021နောက်ပိုင်းကနေစတင်ထုတ်လုပ်ခဲ့တာပါဘာကြောင့်ထုတ်ဖို့ဒီလောက်ကြီးကြာနေရလဲဆိုလို့ရှိရင်တော့ရေလိုင်းတွေ water physics တွေကတကယ်အပြင်အလိုမျိုးပြပြဖြစ်ပြီးတော့တင်မောမောင်းလို့ရအောင်လုပ်နေလို့ပါdeveloper ကိုယ်တိုင်ကလည်း map တစ်ခုလုံးကိုတတိရှာအသေးစိတ် handmade လုပ်နေရတဲ့အတွက်ကြောင့်မလို့တတိရှာအချိန်ယူနေကြတာပါဒီ game က open world RPG action မျိုးစား game ဖြစ်ပြီးတော့ One Piece fan တွေကတော့လုံးဝကိုအကြိုက်တွေးစိတ်မှာပါဒီ game ကတော့2025မှာထွက်မယ်လို့ကြေညာထားပြီးတော့အခုတော့2026ကိုရွှေ့သွားတာပါdeveloper တွေကတော့ဒီ game ကိုတတိရှာအကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေတယ်လို့တော့ပြောထားပါတယ်ဒီ game ထွက်မဲ့ရဲ့အတိအကျကိုတခြားတော့မသိသေးပေမဲ့တခြားသိတဲ့အချိန်ကြာလို့ရှိရင်ပြန်ပြောပြပါမယ်ကဲဆိုတော့နောက်တစ် game ကိုတွားမယ် Chloe Garden တွေက pet တွေ robot တွေအပြင်တခြား Roblox နဲ့ပတ်သက်တဲ့ item မှန်သမျှကို Bishop ကနေယုံကြည်စိတ်ချစွာဝယ်ယူလို့ရနိုင်ပါတယ် Bishop ရဲ့ Telegram link ကိုလည်းကျွန်တော်ရဲ့ TikTok bio မှာချပေးထားပါတယ်ဒီ game ရဲ့နာမည်က Pocket Animeဒီ game က Pokemon game လိုမျိုးဆိုပေမဲ့ One Piece, Jujutsu Kaisen, Dragon Ball အဲ anime တွေအပြင်တခြား anime တွေပါအားလုံးပေါင်းပြီးတော့လုပ်ထားတဲ့ game လို့ပြောလို့ရတယ်ထွေလာလေးကိုအရင်ကြည့်လိုက်ပါဒီ game ကိုတော့2020ခရေကစတင်ထုတ်နေတာပါ။ဘာကြောင့်ကြာနေရလဲဆိုလို့ရှိရင်တော့ဒီ game ကရိုးရိုး enemy game လိုမျိုးမဟုတ်ဘဲနဲ့ enemy character တွေအများကြီးပါတဲ့အပြင် collect နဲ့ battle စနစ်တွေကိုပါတုံးထားရလို့ပါ။ character ရဲ့ animation ကိုတကယ် enemy ကားထဲလိုမျိုးတူအောင်လုပ်နေလို့ကြာနေတာပါ။ game အမျိုးအစားကတော့ Turn Space သို့မဟုတ် Monster Collection RPG game အမျိုးအစားဖြစ်ဖို့များပါတယ်ဒီ game ကတော့2025ကတည်းကဘာတစ်တင်းမှမကြားရတော့မလို့ developer ရဲ့ update လုပ်မဲ့အချိန်ကိုစောင့်ရအောင်ပါဒီ game ထွက်လာလို့ရှိရင်တော့ anime fan တွေလုံးဝကိုအကြိုက်တွေ့နေမှာသိချပါတယ်ကဲဆိုတော့နောက်တစ် game ကိုဆက်သွားလိုက်ကြရအောင်နောက်တစ် game က Holy Age ဝါဒီ game ရဲ့အကြောင်းကိုဘာမှမပြောခင်မှာအရင်ဆုံးထွေလာလေးကိုကြည့်လိုက်ကြိုက်ဝါစေရမယ်
game က2020-21ကတည်းက Holy War ဆိုတဲ့ game နဲ့ထွက်ရှိခဲ့တာပါအခု version ကတော့2026ထိ update လုပ်နေတာပါဘာကြောင့်ကြာနေရလဲဆိုလို့ရှိရင်တော့7 Deadly Sin ကိုအခြေခံထားတာဖြစ်ပြီးတော့ Magic System တွေကို Squid အစားကနေပြင်ရေးနေရလို့ပါ game က RPG အပန်ကြားပုံစံဖြစ်ပြီးတော့ဖွဲ့လိုက်ဆော်ရတဲ့ game ဖြစ်မယ်လို့တော့ထင်ပါတယ်ဒီ game က2026ဇန်နဝါရီလမှာပဲခူးကြောင်ခိုးဝက်လေးထွက်ထားတာရှိပါတယ်ဒီနှစ်ထဲမှာထွက်လာဖို့အလားအလာကတော့တော်တော်လေးများပါတယ်ဆိုတော့နောက်တစ် game ကိုတွားမယ်နောက်တစ် game က Project Slayer 2ဒီ game ရော Demon Slayer fan တွေလုံးဝကိုအကြိုက်တွေ့စင်ပါပါဒီ game ထဲမှာကကိုပိုင်း character ကိုစိတ်ကြိုက်ပြင်ဆင်လို့ရပါတယ်ဒီ game ကထွေလာတော့မထွက်တည်ရမလို့ရိုး game ဆော့ထားတဲ့ဟာလေးကိုပဲပြပါမယ်ဒီဂိမ်းက2023ခုနှစ် Project Slayer 1အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာထုတ်လုပ်ခဲ့တာပါ။ဘာကြောင့်ကြာနေရလဲဆိုလို့ရှိရင်တော့ဒီဂိမ်းကတော့ရှင်းပဲ Roblox game တစ်ခုဆိုတာထက် stand alone game တစ်ခုဖြစ်အောင်လုပ်နေတာပါ။ Campaign system ကိုလုံးဝပြောင်းလဲပြစ်နေပြီးတော့ boss fighting နဲ့ Dark Swine လိုမျိုးခက်ခဲနဲ့ cinematic ဖြစ်အောင်လုပ်နေတာပါ။ Action Combat RPG game အမျိုးအစားဖြစ်ပြီးတော့ skill တွေကလည်းအရင်1ကထက်5ဆလောက်ပိုပြီးတော့ကောင်းလာမယ်လို့ပြောထားပါတယ်။2025မှာထုတ်ဖို့လုပ်ထားပေမဲ့ official အနေနဲ့ကတော့ daily ဖြစ်သွားကြောင်းကြေညာထားပါတယ်။ကဲဆိုတော့နောက်တစ် game ကိုတွားမယ်။နောက်တစ် game က Grand L5 ဒီ game ကိုလည်းထွေလာလေးကြည့်ပြီးရင်ပြောကြတာပေါ့။ဒီ game ကိုတော့2023ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဒီ game ကို Sword Art Online Enemy Fan တွေကတော့တော်တော်လေးကြိုက်ကြမှာပါဒီ game ကဘာလို့ထွက်ဖို့ကြာနေရလဲဆိုလို့ရှိရင်တော့ Roblox ထဲမှာအကောင်းဆုံးဖြစ်အောင်ပြင်ဆင်နေလို့ဆိုပြီးတော့ပြောထားပါတယ်ထွေလာထဲမှာမြင်ရတဲ့ graphic က Roblox လို့မထင်ရလောက်အောင်ကိုတော်တော်လေးမိုက်ပါတယ် game က VR system နဲ့ First MMO RPG game အမျိုးအစားပါဒီ game ကို2025မှာ Early Access ပေးကစားခဲ့ပြီးတော့အခု2026မှာထွက်လာအလားအရန်များပါတယ်ကဲဆိုတော့နောက်ဆုံးတစ် game လေးကိုတွားကြမယ်နောက်တစ် game က Beyond Nan ဒီ game ကိုလည်းထွေလာလေးပြီးရင်စမယ်ဒီ game ကိုတော့2023ခုနှစ်ကတည်းကစတင်ထုတ်နေတာပါ Hunter x Hunter ကိုအခြေခံပြီးလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ net system တွေကိုတခြားသူတွေနဲ့မတူအောင်လို့ randomization နဲ့ scripting လုပ်ရတာကတော်တော်လေးခက်လို့ပါဒါက developer တွေအတွက်အကြီးမားဆုံးစိန်ခေါ်မှုလို့ပြောလို့ရတယ် game အမျိုးအစားကတော့ Hardcore Battle RPG game ပါဒီ game ကလည်းအချိန်တော်တော်ကြာစောင့်လိုက်ရပြီးတော့2026မှာထွက်လာမယ်လို့လူတော်တော်များများကခက်မှန်းထားကြပါတယ်ဘရိုတို့ရောဘယ် game ကိုအကြိုက်ဆုံးလဲဆိုတော့ဟို comment မှာရေးခဲ့ပြီးတော့ကျွန်တော်ကို subscribe လေးလုပ်ပေးခဲ့လို့ရပါတယ်အားလုံးပဲတက်တာပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်